ဘေကလာညာချားလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ်ဆန္ဒလေးကတော့စာရေးဆရာထမှန်တောင်ကိုရှိသားထားတဲ့တပေါင်းတဲ့မြင့်မိတ်စာကြီးဆိုတဲ့ဂမ်ဘီယာဇလံကောင်းတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါဦးခင်ဗျာဟုတ်ကဲ့ဇလံလေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel အသစ်မှာဂမ်ဘီယာဇလံများစွာကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် subscribe လုပ်ပြီးတော့ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ခင်ဗျာမြေကမ်းတစ်ပေးစီမှာတော့လူဝကြီးတယောက်မှာအသက်လူလို့အသေးအတန်ပြေးလွှားလို့နေရတယ်လူဝကြီးရဲ့အနောက်ပါးစီမှာအဖြူရောင်အမွေးအမြင့်များနဲ့ချောင်းမတ်ဖွေရာအသွင်အကျုပ်ဆိုးအကြီးတန်းလာတဲ့ဘလူးတို့အကောင်ကြီးတစ်ကောင်မှာအဘဲဖြတ်တော်မလို့ဟန်နဲ့ပဲလိုက်လံပြီးတော့ဖမ်းဆီးနေပါတယ်နေမျိုးပလမင်းဒီညာတေကိုတေးရမယ်အနောက်ကလိုက်နေတဲ့အကောင်ကြီးမှာချိန်ဝါစကားကိုပပီတတကြီးပြောလိုက်ခြင်းပဲဖြစ်ပါတယ်ဒီစကားကြောင့်ပဲအရှိရာပြေးနေတဲ့လူဝါကြီးခမရမှာတော့ကျုံးွားတဲ့စကားကြောင့်ပဲပို့လို့အားဆိုင်ပြီးတော့ပြေးမိတယ်ဒါပေမဲ့လည်းသူ့အလွန့်ကုန်ပါဘောလို့နေပါပြီရင်ပတ်နှစ်ချံကွဲပြီးတော့အသက်ရှူလို့မချနိုင်တော့လောက်အောင်ပဲမောပန်းလုံးနေရပြီအနောက်ကမကောင်းဆိုးဝါအကောင်ကြီးမှာတော့သူ့နောက်ကိုဆက်ပြီးတော့လိုက်စေလိုက်မြဲပဲဆိုတော့လူဝါကြီးခမရမရမကအားတင်းလို့ပြေးလို့နေရပါတယ်မလိုက်နဲ့တော့မလိုက်ပါနဲ့တော့လူဝကြီးရဲ့ပါဇက်ကနေဒီစကားကိုတက်တွင်တွင်ရွှွတ်နေမိပါတယ်ဒီအဖြစ်အပျက်မတိုင်ခင်မှာအဲ့ဒီအချိန်တုန်းကသူကပလဲနှံဘိန်းသမီးဆိုတဲ့မိတ်ဆာမနဲ့အလဲအလဲလောက်ခဲ့တယ်ဒီအလဲအလဲမှာသူနဲ့အတူလိုက်ပါလာကြတဲ့သူတွေအားလုံးကိုလှည့်ပြားလို့အတုံးချခဲ့တယ်ဒီအလဲအလဲကနေသူ့အတွက်လိုချင်မိတဲ့နန်းစင်ရတနာတို့ကိုပြန်လဲပြီးတော့ရရှိခဲ့ပါတယ်။သူကနန်းစင်ရတနာတစ်တာကိုလက်ဝဲမှာပိုက်ပြီးတော့နေရာကနေအပြန်ဆုံးပြေးထွက်ခဲ့တယ်။လမ်းတစ်လျှောက်လုံးမှာအပေါင်ရန်ကတိတ်တဲမှုရှိတယ်ဆိုပေမဲ့လောဘသောရှိနေသူအတွက်ကတော့နေကင်းပမာလင်းချင်းစွာနဲ့မြင်လို့နေနိုင်တယ်။သူကအမောင်ထဲမှာလမ်းအတိုင်းထွက်ပြီးတော့ပြေးလာရင်လည်းတစ်ပင်တစ်ပင်အောက်မှာအဖြတ်မှာပဲအပေါ်ဘက်ကနေအခုအနောက်ကလိုက်နေတဲ့မကောင်းဆိုးဝါးကြီးမှခုံချလာပြီးတော့အဆက်မပြတ်လိုက်ပါလို့လာတော့တာပဲမလိုက်ပါနဲ့တော့လူဝါကြီးကထပ်မှန်လို့ရှေ့ကျော်လိုက်တယ်အရှိစီကိုဆက်ပြီးတော့ပြင်းပြီးတော့မြည်ရည်ပြင်းကျင်မှာသူ့ရှိကနေပိတ်လို့ကာစီထားတာကိုမြင်လိုက်ရပါတယ်အသက်လူပြီးတော့ခြေဦးတရာကိုစွတ်ရုပ်ပြီးတော့ပြေးလာရတာဆိုတော့အစပထမသူ့ရဲ့ဥတီယာဖြစ်တယ်မြစ်ပြင်ကိုတွေ့ရပေမဲ့လေလူဝါကြီးကမြဝမ်းမသာနိုင်တော့ပါအဲ့ဒီမြစ်ပြင်ကြီးကသူ့အတွက်အတားအဆီးတစ်ခုဖြစ်လို့သွားခဲ့ရပြီလူဝကြီးရဲ့မျက်နှာမှာတင်ငယ်စောကတ်လောက်အောင်ထိတ်လန့်နေတဲ့အမှုအရာတို့ကဖြင်းနှက်လို့နေပါတော့တယ်အရှိမပိတ်ကာထားတဲ့မြစ်ပြင်ချောင်းပဲဘာဆက်ပြီးတော့လောက်ရမယ်မသိပဲနဲ့ရန်နေရှင်းကပဲမချစ်မရဲတဲ့အနောက်ကိုလဲပြန်ကြည့်ဖို့ဆုံးဖြတ်ချက်ချလိုက်မိတယ်ဖယားကဲတော်မူပါစိတ်ထဲမှာကြောက်စိတ်ကိုဖယားကိုရေရွတ်လို့ပြန်တင်းလိုက်ပြီးတော့အနောက်ကိုခပ်ပြေးပြေးလှည့်ပြီးတော့ကြည့်လိုက်တယ်သူ့ရဲ့အနောက်မှာအခွန်းတက်ကမကောင်းဆိုဝါကြီးကမရှိတော့ပါဘူးအရာရာကပုံမှန်အတိုင်းသိစိန်ငြိမ်သက်လို့ရှိနေပါတယ်လူဝါကြီးလည်းတေချအောင်လို့ပုံဝန်းကျင်အနှံ့ကိုဝေးခွာပြီးတော့ကြည့်လိုက်ပြန်တယ်ထူးခြားမှုကမရှိပါသူ့အနောက်ကိုအဆက်မပြတ်လိုက်နေတဲ့မကောင်းဆိုဝါအကောင်ကြီးမှာဘဲစီမှာပြတ်ပြီးတော့ကြံခဲ့တယ်မတိတတ်ပါဘလို့ပဲဖြစ်ဖြစ်လူဝါကြီးပါအလွန်အမင်းကိုပဲဝမ်းသာလို့ပြီးသွားရတယ်စိတ်ကိုရှော့ချလိုက်တော့အသေးအထန်ပြေးကြရတဲ့ခြေလမ်းတွေမှာအားအင်ရုပ်ရောလို့သွားကြရတယ်။အဲ့ဒီအတွက်ကြောင့်ပဲလူဝါကြီးကလည်းနေရာမှာတည်းထိုင်ချလိုက်ပါတယ်။ထိုင်းနေရင်ခဏကြတော့လူကလည်းတင်းသလောက်အမောပြေပြီးဖြစ်ပြီးတော့ကြောက်တဲ့စိတ်ကလည်းအတော်ကလေးပြေခဲ့ရပြီမလို့ရေစာလောင်မှုကိုခန်းစားမိရတယ်။လူဝါကြီးမှလည်းသူတယောက်တည်းပဲမလို့လက်ထဲမှာကင်ထားတဲ့တစ်တာကလေးကိုနှဘေးမှာချလိုက်တယ်။ပြီးတော့ထိုင်းနေရာကနေကုန်းထားပြီးတော့မမတ်တောင်မှမချက်တော့ပဲမြေအဆက်ကို၄ပန်ထောက်ပဲသွားလိုက်ပါတယ်တသွင်သွင်စီးနေတဲ့ရေကိုနောက်လားကြည်လာတဲ့မကြည့်နိုင်တော့တဲ့အပြင်လက်ခုပ်တောင်မသုံးနိုင်တော့ပဲနဲ့ဗစက်နဲ့ပဲတရိတ်ဆန်တွေတောက်တဲ့အတိုင်းငုံပြီးတော့တောက်လိုက်တယ်ရေအေးမှာဝမ်းထဲကိုအရသာရှိရှိပဲစီးပြီးတော့ဝင်သွားခဲ့လီတော့လူကအားအင်တွေပြေးဝသွားသလိုခန်းစားလိုက်ရပါတယ်ရေကိုတဝါကြီးတောက်ပြီးတဲ့နောက်မှာတော့လူဝဟာကြီးမှလည်းမတ်တက်ထားကရှက်လိုက်ပြီးတိတာရှိရာအကုန်းကသူထိုင်ခဲ့တဲ့နေရာကိုပြန်ဖို့လှည့်ပြီးတော့ကြည့်လိုက်တယ်
ရေတောက်လို့ဝါသွားပြီလားရုတ်တရက်ထွက်ပေါ်လာတဲ့မင်းမြန်းတဲ့အတန်ကြောင့်ပဲလူဝကြီးမှလန့်ပြန်လို့သွားရတဲ့အတန်ရဲ့လားစီကိုကြည့်လိုက်ပြီးတော့အကွန်းတကသူ့အနောက်ကိုလိုက်နေခဲ့တဲ့မကောင်းဆိုးဝါးကြီးမှတိတာကလေးနှစ်ပေးမှာဂုတ်တုတ်ကြီးထိုင်လို့နေပါတယ်မင်းကလူဝကြီးအနေနဲ့ဆက်လက်ပြီးတော့ထွက်ပြေးဖို့အတွက်အခွင့်အရေးမရှိတော့ဘူးဆိုတာသိပြီးတော့ထင်းငေါ့စွာနဲ့တုံ့ပြန်ပြီးမင်းမြန်းလိုက်မိတယ်ငါဘာလို့လဲဆိုတာသိကြတာထင်တယ်မိတ်ဆက်ပြီးမယ်လေငါကမင်းဖြတ်လာခဲ့တဲ့ရုံးပင်ကြီးစီကအာယုတတအဆောင်ဘလို့ပဲကျုပ်အနောက်ကိုဘာကြောင့်မင်းအနောက်ကိုဘာကြောင့်လိုက်လာရှာတာလဲလို့မေးချင်တာလားကောင်းပြီလေထပ်ပြောပြမယ်ငါဟာမဟာပုံနကဘင်းစီကနေမျက်နှာသာရဖို့အတွက်မင်းကိုလိုက်ပြီးတော့ဖမ်းရတာပဲမဟာပုံနကမင်းဆိုတာကဘာတူလဲအဲ့ဒါတော့မင်းမကြခင်မှာသိရမှာပေါ့အခုကတော့မင်းနဲ့ငါအမေးအဖြေလောက်တာဒီမှာတင်တော်ပြီကွာအာယုတထလို့အမိရတဲ့ရုံးပင်စီကအဆောင်ဘလူမကောင်းဆိုးဝါအကောင်ကြီးမှာစကားကိုအစုံတက်လိုက်ပြီးတော့ထိုင်ရာကနေထားလိုက်ပါတယ်လူဝဟာကြီးမှလည်းဖိလန့်စွာတဲ့အနောက်ကိုလှမ်းပြီးတော့ခြေလမ်းကိုဆုပ်လိုက်တယ်မကောင်းဆိုးဝါအကောင်ကြီးမှာတခါခါနဲ့ရှီမောပြီးတော့အရှိကိုလှမ်းပြီးတော့တိုးလာတယ်လူဝကြီးခမကတော့အနောက်ကိုတိတ်ပြီးတော့လှမ်းမတိုးလိုက်ရပါအနောက်မှာပြေချောင်းကခန်းနေတယ်အဲ့ဒီနောက်မှာတော့မနက်ဝေလီဝေလင်းအချိန်တပေါင်းတယောက်ရဲ့နားထဲမှာသူ့ကိုတစုံတယောက်ကစကားပြောနေတယ်လို့ရှုဆပြီးတော့အိန္ဒိယကနေထပြီးတော့ထိုင်လိုက်ပါတယ်သူ့ရဲ့ချင်းရင်ဘက်မှာဒူးထုတ်ပြီးတော့ခါသားနေတဲ့အဖြူရောင်အမွေးအမြင်တွေနဲ့ဘလူးကြီးတစ်ကောင်ကိုမြင်ရတယ်တရေငါးကောင်အစုအဖွဲ့ကတော့သူ့ရဲ့နဘေးပတ်ချာလဲမှာအိမ်ဘောကြလို့နေတော့ပဲမနက်ခင်းအိတ်တန်းထားတဲ့ငှက်អော်တဲ့အတန်တွေကိုတော့တစားကြားစာပြုတ်နေရတယ်ခမရဘာလို့လဲတပေါင်းကသူ့ကိုခါစားနေတဲ့ဘလူးကိုမေးလိုက်ခြင်းဖြစ်ပါတယ်ကျုပ်ကတော့ရုံးမင်းကြီးမှာအဆောင်အဖြစ်နဲ့နေရတယ်အာယုတတဘလူးပါပဲမဟာပုံနကမင်းကိုကျုပ်ကခါစားပါတယ်အာယုတတဆိုတဲ့ဘလူးရဲ့အပြောကြောင့်ပဲတပေါင်းမှလည်းမတည်တတ်ဘူးဖြစ်သွားရှားပါတော့တယ်ကျုပ်ကမဟာပုံနကားဆိုတာခမဘလူးသိတယ်အာလကဗန္ဒနံမျိုးတော်ကြီးကနေမဟာပုံနကမင်းသားကြီးလူပြေကိုစုတေးလာတဲ့တဲ့ကကျုပ်တို့ဘလူးတွေရောက်ဝန်းမှာအတော်များများကသိရှိကြပြီးဖြစ်ပါတယ်ဒါပေမဲ့လည်းနုစင်အခါမှာဘေးရန်ကင်းစီကြီးစီခါမှာကျင့်စဉ်ဖွင့်စီဆိုတဲ့စကားအတိုင်းပဲမိုးရိကတဲ့ကဘသူပဲဝါရဲလို့မသိနိုင်ကြပဲရှိကြတယ်မင်းညတုန်းကတော့ပေါင်းတောင်းအရှင်မကိုတိုင်ကဒီရဘင်းသားကိုမဟာပုံနကမင်းရဲလို့တုံးမှပဲကျုပ်လည်းပဲသိရှိရပါတယ်ဒါကြောင့်မလို့လာရောက်ပြီးတော့ခါစားတာပါအာယုတတဘလူးမှာအကျိုးချောင်းစီလျော်အောင်တင်းထင်အောင်လို့ပြောလိုက်ပါတယ်တပေါင်းကလည်းသူ့ကိုတကူးတကားကြီးလာရောက်ပြီးတော့ခါစားတယ်ဆိုတဲ့ကိစ္စကအခုမှသာဦးဆုံးကြုံပူးရတာဆိုတော့ဘာပြန်ပြောရမယ်မသိတော့ပါအချင်းအတွက်လက်ဆောင်ပန်းတာလည်းပဲစီစဉ်ထားပါတယ်အချင်းကိုကျုပ်တေးထိုင်ရဗိမှန်စီကိုလိုက်ခဲ့ဖို့အတွက်ဖိတ်ကြားပါရစေကျုပ်အခုလိုက်ခဲ့ရမှာလားအခုပဲလိုက်ခဲ့ပါအရှင်တပေါင်းကလည်းလိုက်သွားဖို့အတွက်ဆုံးဖြတ်ချက်ကိုချလိုက်တယ်ကောင်းပြီလေကျုပ်အခုပဲလိုက်ခဲ့ပါမယ်အာယုတတဘလူးကလည်းဝမ်းသာသွားတဲ့ဟန်ပန်နဲ့ပဲအရှိကနေဥဆောင်ပြီးတော့တပေါင်းကိုခေါ်ဆောင်ပါတော့တယ်တပေါင်းကတော့တိန်လွှာဥဆောင်တဲ့တရေငါးကောင်လူစုကိုနှုတ်ဆက်တယ်လို့ကြည့်လိုက်ပြီးတော့အာယုတတဘလူးခေါ်ရတိုင်းလိုက်ပါခဲ့လိုက်တယ်တိန်လွှာတို့ကတော့အိယာကဒိုးချိန်မှာသူ့ကိုလိုက်ပြီးတော့ရှာနေပါလိမ့်မယ်ဒါပေမဲ့လည်းကံမကုံရင်ပြန်ဆုံမယ်လို့သာတပေါင်းကတွေးထားလိုက်ပါတယ်အာယုတတကတောလန်းအတိုင်းပဲတပေါင်းကိုအရှိရနေဥဆောင်လို့သွားနေပါတယ်အတော်ကြာသွားပြီးတဲ့နောက်ရုံးပင်ကြီးစီကိုရောက်တော့မှမနှံ့ဝေလီဝေလေအလင်းရအောက်ပါကြောက်သားပြပြုံတဲ့ခန်းသားထဲဝါတဲ့ဗိမာန်တစ်ခုကိုမြင်ရပါတော့တယ်အဲ့ဒါခမရဲ့ဗိမာန်ကြီးလားဟုတ်ပါတယ်အရှင်အထဲကိုကြွပါဗိမာန်တဲ့ကိုဝင်လိုက်တော့ခန်းသားထဲဝါမှုတွေကိုထပ်ပြီးတော့မြင်ရပါတယ်အချွေအရန်တချို့ကိုလည်းတွေ့ရလေတယ်အချွေအရန်တို့ကတပေါင်းကိုအယိုအသေးပေးထားတယ်အတွင်းဘက်ကိုရောက်တော့အာယုတတဘလူးကချောက်ကလက်တစ်ခုစီမှာတင်ထားတဲ့တိတာအန်တီယောင်လေးကိုလှမ်းယူပြီးတော့တပေါင်းစီကိုလက်နှစ်ဖက်နဲ့ဆက်တာပါတော့တယ်တပေါင်းမှာတိတာကလေးကိုမျက်မှောင်ကျုပ်ပြီးတော့ကြည့်လိုက်မိတယ်ဒါကဘလို့ဖြစ်တာလဲတ
အရှင်ကိုစော်ကားတဲ့လူဝါကြီးကိုဖမ်းထားပြီးပါပြီအရှင်လူဝါကြီးဦးဝတီကိုဖမ်းထားကြောင်းပြောတဲ့အာယုတတဘလူးကြောင့်ပဲတပေါင်းကအံ့အားသင်းလို့သွားပြန်တယ်ကျုပ်ရဲ့အနောက်ကိုလိုက်ခဲ့ပါအရှင်အာယုတတဘလူးကြီးကအတွင်းဘက်ကိုခေါ်ဆောင်လို့သွားပြန်တယ်အတွင်းဘက်အဆောင်ကိုရောက်တော့အချုပ်ခံခဲ့တခုကိုတွေ့ရပြီးအတွင်းဘက်ထဲမှာလူဝါကြီးဦးဝတီကိုငုတ်တုတ်ထိုင်ရတာဖမ်းဆီးခံထားရတာကိုတွေ့ရပါတယ်ဟဲ့ကောင်ထားစမ်းဒီမှာမဲသိပ်ပြီးတော့တွေ့ချင်နေတယ်မဟာပုံနကမင်းရှောက်လာပြီကွအာယုတတရဲ့စကားကြောင့်ပဲဦးဝတီတယောက်မှာရှူးရှူးရှားရှားဖြစ်သွားပြီးတော့ထိုင်နေရာကနေအပြေးထပြီးတော့ကြည့်လိုက်တယ်ဟဲမောင်တပေါင်းမင်းကမဟာပုံနကမင်းသားလားလူဝကြီးဦးဝတီရဲ့အမေကိုတော့တပေါင်းကပြန်မဖြစ်မျက်မှောင်ကျုံလို့သာဆက်ဆုံမုံတီးစွာနဲ့ကြည့်လိုက်ပါတယ်တပေါင်းဦးကြီးကိုကဲပါအောင်ကွာနော်ဦးဝတီတယောက်မှာတော့တပေါင်းရဲ့အချီကိုနားလေပေးမဲ့လေသူလွတ်မြောက်ရဲ့အတွက်အခုအညီတောင်းခံလိုက်ပါတော့တယ်ကျုံမကယ်နိုင်ဘူးဦးကြီးလောကမှာကျုပ်အမုံဆုံးအရာကတစ္ဆာဖောက်ပြတ်မှုပဲမလုပ်ပါနဲ့နောက်ကိုလေမဖြစ်စေရတော့ပါဘူးလူဝကြီးဦးဝတီကဆက်ပြီးတော့ပြောပြမယ်တပေါင်းကတရားကနေလှဲ့လို့သာထွက်ခွာလို့သွားပါတော့တယ်တပေါင်းငါ့ကိုမထားခဲ့ပါနဲ့ကဲပါအောင်ကွာနော်လူဝကြီးဦးတီမှာလှမ်းပြီးတော့အော်ပင်မဲ့လေတပေါင်းကလှည့်ပြီးတော့မကြည့်တော့ပါအရှိဘက်အခန်းကိုပြန်လဲပြီးတော့ရှောက်ရှိလို့လာပါတော့တယ်အရှင်သူ့ကိုဘယ်လိုစီရင်ရမလဲသူ့ကိုတတ်တာလုံးသာရှုံတောင်လို့ထားလိုက်ပါတတ်လိုက်တယ်တတ်လိုက်ပါသူ့ကြောင့်လူ9ယောက်တေးပြီးပြီလေဒီလိုလူတွေကလောဘကြီးလုံးပြီးတော့အထာကလည်းအလွန်ကိုမှကြီးလုံးတယ်သူ့ကိုသာလှုပ်ပေးလိုက်ရဲ့နောက်ထပ်ဘသူတွေကိုဘလို့ဒုက္ခပေးမယ်မသိတာဘူးစိတ်ချပါအရှင်ကျုပ်အရှင်ရဲ့အမိန့်တိုင်းပဲဆောင်ရွက်လိုက်ပါမယ်။ကိုကြီးပေးလို့ကျေးဇူးတင်ပါတယ်အယုဒတာဒီလိုပြောဖို့မလိုအပ်ပါဘူးရှင်အခုလိုအရှင်ရဲ့အမှုတော်ကိုထမ်းရွက်ခွင့်ရလို့လေအလုံးကုန်ပါပီတိဖြစ်ရပါတယ်တပေါင်းကခေါင်းကိုညှိလိုက်ပါတယ်ကောင်းပါပြီအာယုဒတာကျုပ်ခမည်းကိုအမြဲတမ်းမမေ့အောင်လို့မှတ်သားလို့ထားပါမယ်ကျေးဇူးတင်ပါတယ်အရှင်ရဲ့အမှုတော်ကိုဆက်လက်ပြီးတော့ထမ်းရွက်လိုတာကြောင့်ပဲအလိုရှိတိုင်းမှာခေါ်ယူပြီးတော့စေခိုင်းပါအရှင်ဟုတ်ပြီအာယုဒတာတပေါင်းမတဲ့အာယုဒတာရဲ့ကြောက်သားပြူပိမ့်မှန်ကြီးစီကနေထွက်ခွာဖို့တွေးလိုက်ပါတယ်အဲ့ဒီအခိုက်မှာပဲအာယုဒတာကတစ်တာအနေကိုထပ်ပြီးတော့ကန်းလိုပေးပြန်ပါတယ်အရှင်ဒီတစ်တာကိုအဲ့ဒါကိုတော့ခမည်းပဲတင်းစီလို့ထားလိုက်ပါအာယုဒတာနောက်လိုအပ်လာမယ်အရေးအရာတွေရှိလာရင်တော့အသုံးချလို့ရလို့ရညာဖြစ်ပေါ်လို့လာပါလိမ့်မယ်နာခံပါမယ်အရှင်အာယုဒတာမှာတပေါင်းကိုရိုးရိုးလွန်စွာနဲ့ပြောလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့တပေါင်းလေကြောက်သားပြူပိမ့်မှန်ကြီးစီကနေထွက်ခွာလို့လာခဲ့တော့တယ်ပြင်ပအစီမှာလေနေကအတော့ကူမှရှင်းနေခဲ့ပြီတပေါင်းကလည်းမူလလာရင်ကိစ္စကပြက်ပြေသွားခဲ့ပြီဖြစ်တာကြောင့်ပဲခြေလမ်းတွေကိုဆက်လက်လှမ်းလို့နေပေမဲ့လေလလောဆယ်တော့ဘဲစီကိုသွားရမယ်မသိတတ်သေးပါလှမ်းလာရင်လည်းပဲမြစ်စိတ်စီကိုရောက်တဲ့အခါမှာတော့လေတစည်းကကန်းကူးသူဈေးတယ်လို့ယူဆရတဲ့3-4ယောက်ကိုတင်ပြီးတော့အလောတကြီးနဲ့ကန်းကခွာနေတာကိုမြင်ရပါတော့တယ်တပေါင်းအသေးအချာကြည့်ပြီးတော့လှေသမားကြီးကမနေ့တုန်းကစီးလာတဲ့လှေသမားကြီးဖြစ်နေတယ်ပြို့ဦးလေးကျုပ်လိုက်အောင်မယ်ဗျတပေါင်းလှမ်းပြီးတော့အော်လိုက်တယ်တပေါင်းကိုမြင်တော့လှေသမားကြီးကလည်းချက်ချင်းပဲမှတ်မိလို့သွားပါတယ်ဒါဟိုကောင်လေးပဲလှေသမားကြီးကရှေ့ချုပ်ပြီးတော့တပေါင်းကိုပြန်ဖို့ဖို့လှေယိုကန်းစီပြန်ကပ်ဖို့လှုပ်ဆောင်လိုက်ပါတယ်အဲ့ဒီအချင်းအရာကြောင့်လှေပေါ်မှာရှိနေတဲ့လူတွေမှာထိတ်ထိတ်ပြပြဖြစ်သွားကြပါတယ်ကိုမြရေဒါကဘာလုပ်တာလဲအရေးကြီးနေပြီဒီကောင်လေးကိုထားခဲ့လိုက်တော့ဟုတ်တယ်ကိုမြရေကျုပ်တို့မသားတွေမဖြစ်ချင်သေးဘူးဗျကန်းကိုပြန်ပြီးတော့မကတ်နဲ့ဗျာလှုပ်ဆမ်းပါဗျာခိုးပါကန်းကိုသာအကြောက်ကူးစမ်းပါလေဘော်ကလူတွေရဲ့စကားကိုကြားမိတော့တပေါင်းအနေနဲ့အံ့အားသင်းမိသွားသလိုစိတ်ထဲမှာလည်းပြက်ခနဲ့ဖြစ်လို့သွားရပါတယ်ဟာမင်းတို့ကလည်းဒီကောင်လေးကမနေ့တုန်းကငါ့လေးကိုစီးသွားခဲ့တဲ့ကောင်လေးကွာဒီနယ်ကမဟုတ်ပါဘူးသူ့ကိုပြန်ပြီးတော့ခေါ်มาဖြစ်မှာပေါ့လှေသမားကြီးမှာသူ့လေဘော်ကလူ3ယောက်ကိုတုံးပြန်ပြီးတော့လှေကိုကန်းစီကိုပြန်ကတ်လာတယ်ကိုမြကြီးခ
ခမည်းလောက်တာနဲ့ကျုပ်တို့တော့ဟေးမင်းတို့စကားတွေကိုဒီတင်ရက်ဒါကငါလေကွာအခုကန်းကိုပြန်ကတ်လို့မင်းတို့မကျင်နိုင်ရင်ဆင်းပြီးတော့နေခဲ့ကြကွာလေသမားကြီးကငောင်းငန်းတော့လူ၃ယောက်ကတောက်ဆိတ်လို့သွားကြတယ်ဒါပေမဲ့သူတို့ရဲ့မျက်နှာများစီမှာတော့မကျင်တဲ့ဟန်တို့ကအထင်းသားရှိလို့နေပါတော့တယ်လေရကန်းကိုအတောက်ပိုင်းထိုးလို့ကတ်လို့လာပါတယ်ကောင်းလေးမြန်တက်ကွာလေသမားကြီးကလှမ်းပြောတော့တပေါင်းကလည်းလေပေါ်ကိုတက်လိုက်တယ်တပေါင်းလေပေါ်ကိုရောက်တာနဲ့လေသမားကြီးကကန်းစီကနေချက်ချင်းကိုမှခွာပါတယ်တပေါင်းကလည်းလူးနေတဲ့လေထဲမှာကိုဟန်ချက်ထိမ့်ပြီးတော့သူထိုင်လို့အဆင်ပြေနိုင်မဲ့လေသမားကြီးနဲ့မလာမကန်းကနေရာစီမှာထိုင်လိုက်ပါတယ်အရှိရလူတွေကတပေါင်းစီကိုလှည့်ပြီးတော့ဘူးကြီးကြည့်ကြတယ်လေသမားကြီးကတော့စကားတကောမှမပြောတော့ပဲလေကိုတစ်ဖက်ကန်းစီကိုအပြန်ရောက်ဖို့အတက်သွားအားဆိုင်ပြီးတော့ထိုးလော်လို့နေပါတော့တယ်အဲ့ဒီအခြေအနေတွေကိုကြည့်ပြီးတော့တပေါင်းတွေနဲ့တခုတော့ထူးခြားနေချောင်းကိုကောင်းကောင်းကြည့်ကိုမှတတိထားမိရပါတယ်ဦးလေးခမည်းတော်ကိုကြည့်ရတာဒီကနေ့တခုအတွက်ကိုစိတ်တွေကလောနေကြသလိုပဲနော်တပေါင်းကလေသမားကြီးကိုလှည့်ကြည့်လို့မေးလိုက်ခြင်းပဲဖြစ်ပါတယ်အေးဟုတ်တယ်ကောင်းလေးငါတို့တစ်ဖက်ကန်းကိုအမြန်ဆုံးရောက်မှာဖြစ်လိမ့်မယ်လေသမားကြီးရဲ့အပြေစကားစီမှာဘာကြောင့်ဆိုတဲ့အကျိုးအကြောင်းမပါပါဘူးဘာတွေများဖြစ်လို့လဲဗျာတပေါင်းကထပ်ပြီးတော့မေးမြန်းလိုက်ပါတယ်အဲ့ဒီခါမှာလေသမားကြီးကပြန်မပြေခင်မှာအရှိကလူတွေတဲကတယောက်ကတပေါင်းကိုဒေါသမျက်ဝန်းနေနဲ့လှည့်ပြီးတော့ကြည့်လာတယ်ဟဲ့ကောင်တွေမင်းအမေးမြန်းတွေတိတ်ပြီးတော့ထိုးမနေနဲ့မသေးချင်းမင်းပစက်ကိုပိတ်ပြီးတော့တိတ်ကလေးလိုက်ခဲ့ကွာဒီလိုလှမ်းပြီးတော့ငောင်းငန်းပါတယ်တပေါင်းဆိုတာကလည်းဒါမျိုးကိုလက်ခံနိုင်သူမဟုတ်ပါဒါကြောင့်မလို့ပြောတဲ့သူကိုခက်စစ်စီပြန်ပြီးတော့ကြည့်လိုက်တယ်ကျုံမေးတာခမ ्या ကိုမဟုတ်ဘူးဒီကလှေဆရာကြီးကိုမေးနေတာခမ ्या စကားအတိုင်းပြန်ပြီးတော့ပြောလိုက်မယ်ဗျာမသေးချင်းတိတ်တာနေဟာဒီခွေးမသားလေးကတော့တပေါင်းရဲ့စကားကြောင့်ပဲငောင်းကန်းသူမှာဒေါသအလွန်ကုန်မှထွက်လို့သွားရပါတယ်ဒေါသတကြီးနဲ့ထိုင်ရာကနေချက်ချင်းထပြီးတော့တပေါင်းစီကိုလှမ်းလာဖို့လောက်ပါတော့တယ်ဟေ့အောင်ငါဆောင်မင်းငြိမ်နေလိုက်ကွာအခုရောက်နေတာရေလေကောင်ထဲမှာတော့မင်းကြောင့်အကုန်လုံးဒုက္ခရောက်ကုန်လိမ့်မယ်ကွာလေသမားကြီးကဝင်ပြီးတော့ငောင်ငန်းထိန်းချောင်းပါမှာပဲငဆောင်းဆိုတဲ့ငောင်ငန်းသူမှသူ့တရားသူပြန်ပြီးတော့ထိုင်သွားတယ်ကောင်းလေမင်းကလည်းပြည့်အလယ်မှာမေးကုန်းတွေမေးမနေနဲ့မင်းသိချင်တာတွေရှိရင်ခိုးပတ်ကန်းကိုကြောက်မှငါအကုန်ဖြေပေးမယ်လေသမားကြီးရဲ့စကားကြောင့်ပဲတပေါင်းကလည်းဘာမှဆက်ပြီးတော့မပြောတော့ပါစကားတန်တွေတိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့လေသမားကြီးကလေကိုပို့လို့အားဆိုင်ပြီးတော့လှော်ခတ်လို့နေပါတယ်မြေတပတ်ကန်ကိုရှောက်လို့နေဖြစ်လို့လာခဲ့တယ်အဲ့ဒီအခါမှာလေသမားကြီးကတပေါင်းကိုလှမ်းပြီးတော့ကြည့်လိုက်ပြီးကောင်းလေးငါတို့ဒီနေ့အသေးအတန်ဖြစ်နေရတာမြင်းမိတ်စာကြောင့်ပဲကွာမြင်းမိတ်စာဆိုတဲ့စကားကြောင့်ပဲတပေါင်းစိတ်ထဲမှာတမျိုးကြီးဖြစ်သွားတယ်ဘလို့ဦးလေးမြင်းမိတ်စာကြီးဟုတ်လားဟုတ်တယ်ကောင်းလေးဘလို့မျိုးလဲကျုပ်ကိုပြောပြပါလားဦးလေးကြီးရဲ့တပေါင်းမှာသိကျင်စိတ်ပြင်းပြစွာနဲ့မေးမြန်လိုက်ပါတော့တယ်မင်းဒီထက်ပို့ပြီးတော့သိကျင်တော့ကန်းဖို့ရောက်မှဆက်ပြောပြမယ်အခုနေတော့မြက်ထဲမှာပြောလို့မဖြစ်ဘူးကွာဩဟုတ်ကဲ့တပေါင်းကလည်းစိတ်ထဲပါစဝေးသွားနဲ့ခေါင်းကိုကြိတ်လိုက်ပြပါတယ်လေသမားကြီးကစိုးရုံးစိတ်အပြည့်နဲ့တစ်ဖက်ကန်းစီကိုလေကိုမကြောက်ကြအောင်အားကုန်စိုက်ပြီးတော့လှော်ခတ်လို့နေတော့တယ်တပေါင်းကလည်းရေပြင်ကိုထုတ်ခဲ့ပြီးတော့အထင်းထဲသွားနေတဲ့လေပေါ်မှာထိုင်ရင်းနဲ့ပဝန်းချင်ကိုအခဲခတ်လို့ကြည့်နေမိတယ်လေအလင်းလုံးဝမရှိပါကြေးငတ်တို့အော်မြည်နေပြီမဲ့အသံပလန်တို့ကလည်းစိတ်သုံးနေပြီးတော့အကြကြကငြိမ်သက်ရင်းနဲ့ရှိနေပါတော့တယ်တပေါင်းစိတ်ထဲမှာစိတ်ဓာတ်ကိုမင်းမြန်ရတော့သိနိုင်လောက်တယ်လို့တွေးပြီးလို့သွားရတယ်စိတ်ဓာတ်ဒီလူတွေကမျက်မိတ်စာဆိုပြီးတော့ပြောနေကြတယ်ဘာလဲဆိုတာမင်းသိသလားတပေါင်းကစိတ်ဓာတ်ကိုစိတ်ချင်းဆက်သွယ်လို့ဘေးပြန်လိုက်ပါတော့တယ်ငါမသိဘူးတပေါင်းပေါင်းလောင်းအချိန်မှာကမင်းကိုဘာမှပြောမပြထားဘူးလားမပြောပြဘူးတပေါင်းဒီမြစ်ထဲကမျက်မိတ်စာလို့ပြောနေတယ်မင်းအဲ့ဒီကိစ္စအတွက်ကိုစုံစမ်းပေးပါစိတ်ဓာတ်ကောင်းပြီတပေါင်းငါအခုပဲပေါင်းလောင်းအရှင်မစီကိုသွားပြီးတော့စုံစမ်းလိုက်ပါမယ်စိတ်ဓာတ်မှာတပေါင်းကိုကနေထွက်ခွာလို့သွားတော့တယ်စိတ်ဓာတ်ထွက်ခွာသွားပြီးတဲ့နောက်မှာတော့လှေရကန်းစီကိုအခက်အခဲမရှိပဲဆိုက်ရောက်လို့နေပါပြီလှေပေါ်မှာပါလာကြသူတွေကကန်းပေါ်ကိုအပြန်တက်ကြတယ်တပေါင်းကတော့ချက်ချင်းမတက်ပါရေပြင်ကိုတလက်
ဝန်းကျင်ကိုတလဲစူးစမ်းကြည့်ရင်လည်းရှိနေပါတော့တယ်ဟဲ့ကောင်လေးဘာတွေလုပ်နေတာလဲကမ်းပုံမြ мян တက်လှေသမားကြီးမှာတပေါင်းကိုလှမ်းပြီးတော့အော်ပါတယ်တပေါင်းကအချက်ချင်းမတတ်သေးပဲလှေနှစ်ဘေးကရေကိုလက်နဲ့ကပ်လို့လမ်းပြီးတော့ကြည့်လိုက်တယ်လူငယ်တွေတော်တော်လဲမာယူရဲ့ဆန္ဒပဲလှေသမားကြီးကတပေါင်းကိုကြည့်ပြီးတော့မှတ်ချက်ပြုတ်လိုက်ပါတယ်ရေအိုတန်းကြည့်ပြီးတဲ့နောက်မှာတော့တပေါင်းကလည်းကမ်းပေါ်ကိုတက်လိုက်တယ်ကမ်းနဲ့နည်းနည်းလှမ်းနဲ့ကတိုတဲစီမှာတော့အခုနကလှေအတူစီးကြကြတဲ့လူ၃ယောက်ကထိုင်းနေချပါတယ်လှေသမားကြီးကလှော်တက်ကိုထိုင်းရင်လည်းကတိုတဲစီကိုမသွားသေးပဲနဲ့တပေါင်းကိုရှက်ပြီးတော့စောင့်နေတယ်ကောင်းလေမြန်လားကွာမင်းတယောက်တည်းဆိုရင်ငါဆောင်တို့ကောင်တွေကမင်းကိုပြဿနာရှာကြလိမ့်မယ်ငါကဒီဘက်လန်းကသွားမှာမင်းငါအနောက်ကနေလိုက်ခဲ့ကြလှေသမားကြီးမှာကတိုတဲစီကိုဘေးလန်းငေါ်ပြပြီးပြောလိုက်ခြင်းဖြစ်ပါတယ်တပေါင်းကလည်းကတိုတဲစီကိုတက်ချက်ချင်းလှမ်းပြီးတော့ကြည့်လိုက်တယ်သူတို့ကဘာကြောင့်ပြဿနာရှာမှလဲဦးလေးရဘာကြောင့်ဖြစ်ရမလဲကွာဒီကောင်တွေကအမဲသားတဲ့လူမိုက်တွေကွာဒီအတိုင်းနေနောက်မှာပြဿနာကိုမိကွက်ထုံပြီးရှာနေကြတာအခေါ်တက်ကမင်းနဲ့လှေပေါ်မှာကတောက်ကစားဖြစ်ခဲ့တော့တပေါင်းကခတ်ဖွားဖွားရှိလိုက်မိတယ်အင်းပါဗျာတလောက်တောင်မှပြဿနာရှာခြင်းနဲ့ဆိုရင်လေရှာပါစေဗျာအကြောက်အလန့်မရှိပဲပြောလိုက်တဲ့တပေါင်းရဲ့စကားကြောင့်ပဲလှေသမားကြီးမှအားကပဲဆိုတဲ့ခန်းတဲ့ပြက်ခုံးတွေပင့်ပြပါတော့တယ်။ဩဒါနဲ့ဦးလေးကြီးရဲ့နာမည်ကဦးမြကြီးနော်။အေးဟုတ်တယ်ကွာမင်းရဲ့နာမည်ကရောကျုံနာမည်ကတပေါင်းပါ။တပေါင်းတဲ့လှေသမားကြီးတို့တယောက်နဲ့တယောက်ပထမဆုံးအဖြစ်နဲ့မိတ်ဆက်လိုက်ကြပါတယ်။မိတ်ဆက်ပြီးတဲ့နောက်မှာတော့တပေါင်းကဒါနဲ့ဦးလေးမြကြီးအခုနကပြောတဲ့မျက်မိတ်စာဆိုတာကဘယ်လိုမျိုးလဲဗျာကျုပ်ကသိကျင်လုံးလို့ပြောပြဆမ်းပါအောင်ဗျတပေါင်းကလှေသမားကြီးကိုနံပါတ်အတိုင်းပဲဦးလေးမြကြီးရဲ့လို့ရင်းနှီးစွာနဲ့ခေါ်လိုက်ပါတယ်ဦးမြကြီးကတပေါင်းကိုအံ့ဩတဲ့ပုံစံနဲ့ကြည့်လာပါတော့တယ်ဟာမောင်တပေါင်းမင်းတဲ့ဗတ်တဲ့သူလဲကိုရဲ့ဗျာဘာဖြစ်လို့လဲဦးလေးမြကြီးရဲ့တပေါင်းကနားမလည်နိုင်ပဲပြန်ပြီးတော့မေးလိုက်ပါတယ်ဘာဖြစ်မလဲမောင်တပေါင်းရဘင်းရဟိုမှာငါဆောင်တို့ကောင်တွေရှံပြုတ်ဖို့စောင့်နေတာကိုတိတိရဲ့နဲ့အဲ့ဒါကိုဂယုမဆိုင်ပဲမြင်းမိတ်စာအကြောင်းကိုဦးစားပြီးစိတ်ဝင်စားနေလို့လေတပေါင်းကရီမုံမိလိုက်တယ်ဟောအဲ့ဒါကတော့ဒီကဦးလေးမြကြီးတယောက်လုံးရှိနေတာပဲဗျာလေပေါ်မှာဦးလေးကသူတို့ကိုချိန်လိုက်တော့ငြိမ်သွားကြတယ်မဟုတ်ဘူးလားဟာအဲ့ဒါလေပေါ်မှာမဟုတ်လို့ကွာပြီးတော့မြင်းမိတ်စာကိုထားတဲ့ရက်ဖြစ်နေလို့ဒီကောင်တွေငါ့ကိုဖလန့်တာအခုလိုကုန်းပေါ်ချရင်တော့ကြောက်နေပါအောင်မလားကွာမနက်ကတော့လေငါလှေမစင်းတာကိုကျော်တော်စုံဓာကြီးကပြန်လာတဲ့ဒီကောင်တွေကိုမိုက်ကြီးကအတင်းသွားပြီးတော့ကြိုခိုင်းလို့မြစ်ကိုကူးရတာအခုလည်းပဲဒီကောင်တွေကိုကြောက်လို့ငါတက်ထဲမှာလှော်တက်ကင်ထားရတယ်လေကွာဦးမြကြီးမှာအရှုံးဖောက်ပြီးတော့ပြောပါတယ်နှစ်ယောက်သားမှာကန်းတပူးမှတင်ခင်ပင်သွားခဲ့ပြီးစကားအတိုင်ဖောက်တို့ကညီလို့နေပါတော့တယ်ကဲဦးလေးကျုပ်တင်ပြင်းပိတ်စာအကြောင်းကိုသိကျင်လာပြီဦးလေးကလည်းခုကငါဆောင်တို့ကိစ္စကိုစိတ်ထဲရောက်နေတော့အရင်ရှင်းတဲ့ကိစ္စကိုရှင်းလိုက်ကြဆိုလားတပေါင်းရဲ့စကားကြောင့်ပဲလှေသမားကြီးဦးမြရဲ့မျက်လုံးတွေပြုတ်တက်လို့သွားရတယ်မောင်တပေါင်းမင်းဘာလို့မလို့တော့ဦးမြရဲ့အမေကြောင့်ပဲတပေါင်းကငါဆောင်တို့ထိုင်းနေတဲ့ကတိုးတဲဘက်ကိုမေးလန်းပြီးတော့ဆက်ပြလိုက်ပါတယ်ငါဆောင်တို့စီကိုသွားမယ်လေဗျာဟောဖိကောင်လေးအဲ့ဒီကတိုးတဲကဒီကောင်လေးစက်ကျဲကွာအထဲမှာသူတို့၃ယောက်တင်မဟုတ်ဘူးဒီကတိုးစိတ်ကလူမိုက်မိုက်ကြီးဆိုတဲ့အကောင်လည်းပဲရှိသေးတယ်ကွာမိုက်ကြီးဆိုတာကဒီကတိုးစိတ်ကိုမင်းမုံနေရလားအမှန်ပဲမောင်မိုက်ကြီးကဒီကတိုးစိတ်ကတကြီးပဲခိုးကောင်တွေကလှေပေါ်ကကိစ္စကိုမိုက်ကြီးကိုတိုင်ကြလိမ့်မယ်ကွာဒါကြောင့်ဘလို့ငါမြစ်ဘေးအတိုင်းရှောင်ပြီးတော့သွားမလို့ဦးမြကြီးမှာမြေတဘေးအတိုင်းသွားတဲ့လမ်းကလေးကိုလမ်းညွန်ပြပြီးပြောလိုက်ခြင်းပဲဖြစ်ပါတယ်တပေါင်းကလည်းလမ်းကလေးကိုလှမ်းကြည့်ပြီးတော့ဒီဘက်ကငါဆောင်တို့ထိုင်းနေရကတိုးတဲ့အနာကဖြတ်သွားမယ်ပုံမှန်လမ်းစီကိုပြန်ပြီးတော့ကြည့်လိုက်တယ်ဒီလမ်းကပဲကောင်းပါလေဗျာကျုပ်တို့လာတော့ကလည်းဒီလမ်းပဲပြန်ရင်လည်းဒီလမ်းပဲပေါ့တပေါင်းမှပြောပြီးတော့လမ်းအတိုင်းအရှိကနေလှမ်းပြီးတော့ထွက်သွားပါတယ်တပေါင်းကြောင့်ပဲဦးမြအေးကတော့ခေါင်းကိုတွင်တွင်ကုတ်လိုက်မိပါတော့တယ်ခတ်တော့တာပဲဒီကောင်လေးနေတော့ဦးမြအေးကညီးတွားလိုက်မိတယ်ပြီးတော့သူ့လမ်းသူသွားမယ်လို့ဆုံးဖြတ်ပြီးတော့ခြေလမ်းကိုလှမ်းပါတယ်ဒါပေမဲ့လည်းတ
သူ့ရဲ့တူသားအရွယ်တစ်ပေါင်းကိုစိတ်မချပြစ်မိရတဲ့အတွက်ခြေလန်းတို့ကိုရှက်လိုက်မိပြီးမဖြစ်သေးပါဘူးလို့ရှေ့ရုပ်ပြီးတော့အတော်လှမ်းသွားခဲ့ပြီးဖြစ်တဲ့တပေါင်းအနောက်ကိုအပြေးတစ်ပိုင်းနဲ့လိုက်ပါလို့သွားခဲ့ရှာတော့တယ်ကတို့တဲ့အထဲမှာငဆောင်းတဲ့တောင်းအေးဘရင်ထန်းတို့အရက်ပလင်းတစ်လုံးကိုအထဲမှာချပြီးတော့တောင်းရင်းနဲ့ထိုင်နေကြပါတော့တယ်သူတို့၃ယောက်ရဲ့တားရဲပမာမျက်ဝန်းတွေကမြေကမ်းတစ်ပေးစီမှာစကားရပ်ပြီးတော့ပြောနေတယ်လေသမားကြီးဦးမြအေးနဲ့တပေါင်းစီကိုလှမ်းပြီးတော့ကြည့်နေကြတယ်ငဆောင်းအဲ့ဒီမလောက်လေးမလောက်စားကောင်ကိုဘင်းကောင်းကောင်းကြီးပညာပေးတယ်နော်တောင်းအေးကစကားဆလိုက်တယ်ငဆောင်းမှာတောင်းအေးကိုခက်ဆွေဆွေကြည့်လိုက်ပြီးတော့အေးမင်းပြောတယ်လို့ပဲငါတဲ့လက်ကိုရှားနေတာပဲဒါပေမဲ့ဟိုလူကြီးကဂျားဝင်ပြီးတော့ရှုံနေတယ်ကွာအဲ့ဒီကရိုတကြီးပြုတ်ကိုတော့ခေါင်းထဲမှာထဲမလီဆမ်းပါတယ်ကွာတောင်းအေးကပြန်ပြီးတော့ကွန့်ပါတယ်ဒီခွေးမာသားကလည်းထင်ရတွေရှောက်ပြီးတော့ပြောနေတာပဲဟိုလူကြီးကလမ်းလွဲပြီးတော့ခေါ်သွားမလို့လုံနေတာကြောင့်မလို့ပြောနေတာကွာမင်းအခုနကမတွေ့ဘူးလားမြေဘေးလမ်းကိုပြနေတာဟာမဆောင်ခုမှမင်းကောင်လေးလာနေပြီကွာသူတို့အချင်းချင်းအငင်းအကုန်ဖြစ်နေကြတော့တပေါင်းကသူတို့ဘက်ကိုစိုက်ဆိုင်မြက်မြက်ကြီးလှမ်းပြီးတော့ထွက်လာတာကိုမြင်လိုက်ရပါတယ်ဟန်မပြတ်နေစမ်းကွာအသားကိုရောက်မှ၃ယောက်သားမှလမ်းအတိုင်းသူတို့ဘက်ကိုလှမ်းလာနေတဲ့တပေါင်းကိုမတိတရောင်ပြူရင်းနဲ့နေလိုက်ကြပါတော့တယ်မချလိုက်ပါဘူးတပေါင်းကသူတို့အနာကိုရောက်လာတယ်အနောက်မှာအကျဉ်ကမိုက်ကြီးမတိုင်ခင်ကတိုးစိတ်တကြီးတောင်ဝန်ကိုရှူခဲ့တဲ့ဦးမြအေးကလည်းအနောက်ကနေခတ်တော့ပြေးပြီးတော့လိုက်လာတာကိုတွေ့ကြရတယ်သူတို့ရှိရာတဲစီကိုတပေါင်းကအကြောက်အလန့်မရှိပဲလှမ်းပြီးတော့ဝင်လိုက်ပါတယ်သူတို့ဘက်ကအထင်မှာတော့တပေါင်းကတဲအရှိကနေခတ်တော့ပဲဖြတ်ပြီးတော့သွားလိမ့်မယ်လို့ထင်းနေခဲ့ကြတာပါဒါပေမဲ့လည်းအထင်းတဲ့အမြင်ကတက်တက်ဆင်အောင်လို့လွဲမလို့နေပါတော့တယ်ဒီမှာခမည်းတော်ကျုပ်ကိုစောင့်နေကြတာထင်တယ်တပေါင်းကသူတို့အရှိမမတ်တရရင်တဲ့ဘေးပါတယ်ငဆောင်းကအရှင်ထလိုက်တယ်တပေါင်းရဲ့အသွင်အပြင်ကိုတေးသေးချာချာအကဲခတ်လိုက်တယ်အသားကခလက်လက်လူကောင်ကတင်းတင်းပြီးတော့အချက်ကလည်းပဲရှိပါတယ်အသက်ကတော့20ခွန်းကျင်အတော့ကုံမှခဲအောင်မယ်လို့ထင်မိပါတော့တယ်မင်းကိုစောင့်နေမှဘာလို့သိလဲငဆောင်းကခတ်ထိထိမေးလိုက်တယ်အဲ့ဒီခါမှာတပေါင်းကပေါ့ပေါ့ပါပါပဲရှင်မောလိုက်ပါတယ်ဟာသိတာပါဗျာမြေခွေးဆိုတဲ့မျိုးကဘယ်အချိန်ကြည့်ကြည့်မြေခွေးမှသိတာပါတယ်ဘာကွာခွေးမသားတပေါင်းမှာသူတို့မြေခွေးနဲ့တိုင်ပြီးပြောတော့ငဆောင်းတို့တောင်းအောင်စလုံးမခံနိုင်ပါမြင်းထုံးကဆဲဆူလိုက်ပြီးတော့အချက်ပလင်ကိုကောက်ယူလို့တပေါင်းရဲ့ခေါင်းကိုရိုက်ဖို့ပြင်လိုက်ပါတယ်ဟဲ့လူနေအောင်တပေါင်းကဟန်တားလိုက်ပါတယ်အဲ့ဒီအတွက်မြင်းထုံးရဲ့ရိုက်အံဆက်ဆဲလက်မှာလေထဲမှာတန်းလို့သွားရတယ်အချက်ပလင်းဆိုတာကလူရိုက်လို့ရတာမှန်တယ်ဒါပေမဲ့အထက်ကအချက်ကတော့လူမရရဘူးတောက်ရတယ်ဗျတပေါင်းကပြောပြီးတာနဲ့ခတ်တီတီပဲမြင်းထုံးရဲ့လက်ထဲကအချက်ပလင်းကိုလှမ်းယူပြီးတော့အထက်ကအချက်ကိုမော့ပြီးတော့တောက်လိုက်ပါတယ်တပေါင်းရဲ့အပြုတ်မှုကြောင့်ပဲငဆောင်းတို့၃ယောက်ပထမတော့ကြောင်အန်းဖြစ်လို့သွားကြတယ်တပေါင်းကတော့အချက်ကိုတစ်ကြိုက်တည်းအကုန်မော့ပြီးတော့တောက်လိုက်ပြီးတဲ့နောက်ပလင်းကိုမြင်းထုံးရဲ့လက်စီကိုပြန်ထည့်လို့ပေးလိုက်ပါတယ်ရော့ခမည်းရှိုက်မယ်ဆိုရင်ရှိုက်လို့ရပြီမြင်းထုံးကပလင်းကိုရောင်တန်းနာနဲ့ယူလိုက်တယ်ဘာဆက်ပြီးတော့လောက်ရမယ်ဆိုတာကိုတော့ရုတ်တရက်သူ့မတွေးနိုင်ပါအဲ့ဒါကိုငဆောင်းကဘေးနားကနေဖျောက်ရိုက်လေကွာငါမြင်းထုံးတယောက်မှရဲတုံးလုံးနဲ့တပေါင်းကိုရိုက်ဖို့အတွက်တွန်းဆုပ်လို့နေပါတော့တယ်မင်းကတော့ပေးသမ်းပလင်းငဆောင်းမှာပြောဆိုပဲမြင်းထုံးလက်ကပလင်းကိုလှုပ်ပြီးတော့ယူလိုက်တယ်ပြီးတော့တက်ဆက်အထင်းမှာပဲတပေါင်းရဲ့ခေါင်းစီကိုလွှဲပြီးတော့ရိုက်ချလိုက်ပါတော့တယ်ခွန်းခနဲ့ပလင်းကွဲတာထွက်ပေါ်လို့လာခဲ့တယ်ပလင်းကအစိတ်စိတ်မှခြေမွားလို့သွားပြီးမဲ့တပေါင်းကတော့အပြုံးမပြတ်ပါအရက်ကိုတကြိုက်ထဲမော့တောက်ထားတဲ့အရှင်ကြောင့်ပဲရီဝဝေမျက်နှာပေးနဲ့ပြုံးပြီးတော့ငဆောင်းတို့ကိုပြန်ပြီးတော့ကြည့်နေတယ်ဟာဒီကောင်ဘာမှဖြစ်ဘူးဟာငဆောင်းကအံ့ဩလို့သွားရတယ်ဒီလောက်တောင်မှဖြစ်တဲ့ကောင်ကပလင်းနဲ့မရရင်တုံးနဲ့ရိုက်မယ်အဲ့ဒီခိုင်မှာပဲသူတို့ရဲ့အနောက်စီကတောင်းအေးကပြင်းကတိုးသားတုပ်ကိုကန်ဆဲပြီးတော့အချစ်ကိုခုံပြီးတော့ထွက်လာကတပေါင်းကိုရိုက်ပါတယ်ရိုက်ချက်ကတော့ထိထိမိမိပါဒါပေမဲ့လည်းရိုက်တဲ့တောင်းအေးကဒုတ်ရဲ့ကန်အားကြောင့်လက်နာသွားရပြီးတော့
တပေါင်းကတော့ဘူလာမပြတ်ပြုံးနေစေပါပဲအဲ့ဒီအချိန်မှာတပေါင်းရဲ့အနောက်ကနေလိုက်ပါလာတဲ့ဦးမြအေးကရောက်ရှိလို့လာခဲ့ပါတယ်ဟေးကောင်လေးမင်းတို့တွေကောင်လေးကိုအနိုင်မကျင့်ကြနဲ့ကွာအခြေအနေကိုအတိအကျမသိပဲငဆောင်းတို့ကတပေါင်းကိုရိုက်နေတာကိုသာမြင်ရတဲ့ဦးမြအေးကဝင်ပြီးတော့ပြောလာတယ်အဲ့ဒီအခြေအနေမှာငဆောင်းတို့ရဲ့ဒေါသမှာကျွတ်မနိုင်ကြီးကိုမီးနဲ့ရှိုးတယ်လို့တပေါင်းကိုဖြုံသွားကြပြီးဖြစ်တာကြောင့်ဦးမြအေးဘက်ကိုဒေါသဖြင့်လှည့်သွားကြပါတယ်ဟာဒီခွေးမသားကြီးကရှာဝင်းရှင်နေတယ်ဟဲ့အောင်လေသူ့ကိုပါရိုက်ကြကွာငဆောင်းရဲ့အမိန်ပေးတဲ့အတန်မှာဒီစကားအဆုံးမှာတော့မြင်ထုံးတဲ့တောင်းအေးတို့ကလည်းဦးမြအေးကိုရှံပြူဖို့ပြေးဝင်လာကြတယ်အဲ့ဒီခိုက်မှာပဲတပေါင်းဘက်ကနေရုတ်တရက်လှုပ်ရှားလို့သွားပါတော့တယ်ဦးမြအေးစီကိုပြေးဝင်ကြတဲ့မြင်ထုံးတဲ့တောင်းအေးတို့ကိုတပြိုင်တည်းပဲဂုတ်ကနေလှမ်းဆွဲလို့ကင်ပေါက်ချလိုက်တယ်တပေါင်းရဲ့ကင်ပေါက်မှုကိုမြင်ထုံးတဲ့တောင်းအေးတို့ဘာမှမတုံ့ပြန်လိုက်နိုင်ပါမြေပြင်စီကိုဘုံကနေချပြီးတော့လူးလိန်လို့ကုန်ကြရတယ်သူ့အရှိမပြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ပဲအခွန်တက်ကဘန်းဆွဲတန်ကောင်းကောင်းနဲ့အဆွဲပြကျင်လုံးနေသူငဆောင်းတောင်မှာအလန့်တကြားအနောက်ကိုခုန်ပြီးတော့စုပ်သွားမိပါတယ်မြင်ထုံးတဲ့တောင်းအေးဆိုတာကလူကောင်အားဖြင့်သေးသိမ့်တဲ့သူတွေမဟုတ်ပါအဲ့ဒါကိုသူတို့နဲ့ကိုခန္ဓာမတိမ်မယင်းရှိမဲ့ကောင်လေးကနှစ်ယောက်စလုံးကိုတပြိုင်တည်းကင်ပေါက်ချလိုက်တဲ့မြင်ကွင်းကတော့သူ့ကိုကြောက်စိတ်ဝင်သွားစေရတယ်တစ်ဖက်ကဦးမြအေးမှလည်းလော်ဒတ်ကြီးကိုထိုင်းရင်ကတပေါင်းကိုကြည့်ပြီးတော့ပင်သန့်မိနေတယ်ကဲခင်ဗျားတို့အလှည့်ဖိပြီးဆိုတော့ဒီတခါတော့ကျုပ်အလှည့်ပဲတပေါင်းကကျုံသွားလိုက်ပါတယ်အကွန်းကပြုံးရည်နေတဲ့မျက်နှာသားကအခုတော့အလွန်အမင်းကိုခတ်ထန်လို့နေပါတော့တယ်မဆောင်ပါလေဒီအခြေအနေကြောင့်လှည့်ပြီးဖို့ကြံပြီးလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲငဆောင်းဘက်ကနေကဲတင်ရှင်ကပေါ်လာတယ်တခြားသူတော့မဟုတ်ပါလက်ရှိတပေါင်းရောက်ရှိနေတဲ့ကထိုးတဲ့ပိုင်ရှင်လူကောင်ကကျွဲပေါက်ကြီးလိုပဲထွားချိုင်းလာတဲ့မိုက်ကြီးနဲ့သူ့တပည့်တတိုက်တို့သာဖြစ်ပါတယ်ငဆောင်းကမိုက်ကြီးတို့ရှောက်လာတာမြင်တဲ့အခါမှာအလွန်အမင်းအားတဟန်ဖြစ်လို့သွားရတယ်အကိုလုတ်ပါအောင်ဗျာဒီကောင်လေးကလူပါလာပြီးတော့ဝါနေတယ်အကိုရဲ့ငဆောင်းမှာတော့အားကိုတကြီးနဲ့မိုက်ကြီးရှိရာစီကိုပြေးလို့ပြောပါတယ်မိုက်ကြီးကတော့ရှုတီတီနဲ့မြေပြင်မှာလဲနေတယ်မြင်ထုံးတဲ့တောင်းအိတ်ကိုတလဲတပေါင်းကိုတလဲကြည့်လိုက်တယ်မိုက်ကြီးဆိုတာခမရလားတပေါင်းကမိုက်ကြီးကိုခက်တဲ့တဲ့ကြည့်ပြီးတော့မေးလိုက်တယ်ဟုတ်ပါတယ်ညီလေးမိုက်ကြီးဆိုတာကအကိုပါပဲတပေါင်းရဲ့အမေကိုမိုက်ကြီးဘက်ကထင်မှတ်မထားလောက်အောင်ပဲရင်သားတဲ့စကားနဲ့တုံ့ပြန်လိုက်တော့ငဆောင်းအပါဝင်အကောင်လုံးမှာအန်အောလို့ကုန်ကြတယ်တပေါင်းကရှီဝေးနေတဲ့အပြုံမျိုးကိုခတ်ထစ်ထစ်ပြုံးလိုက်တယ်ပြီးတော့မိုက်ကြီးရှိရာစီကိုလှမ်းလို့လာလိုက်ပါတယ်ဒီကငဆောင်းတို့ကိုကြည့်ကြပြီးတော့စုံးမထားစမ်းမအောင်အကူမိုက်ကြီးဟာဘာဖြစ်လို့တော့ညီလေးရလူဘာသိပ်ပြီးတော့ဝါလို့ပေါ့ဗျာကဲကျုပ်ကိုလည်းခွင့်ပြုအောင်တပေါင်းကလှည့်ပြီးတော့ထွက်လိုက်တယ်အဲ့ဒီခိုင်မှာပဲမိုက်ကြီးဘက်ကရုတ်တရက်ထင်မှတ်မထားတဲ့အပြုတ်အမူကိုပြုတ်လိုက်ပါတယ်တစ်ဖက်လှည့်သွားတဲ့တပေါင်းကိုအထောက်ကနေတိုင်းချုံဖမ်းလိုက်ပြီးတော့အပေါ်မြောက်လို့မြေပြင်စီကိုကင်ဖောက်ဖို့ကြိုးစားလိုက်ပါတယ်ဒါပင်မဲ့မိုက်ကြီးကအန်အောလို့သွားရတယ်သူ့ရဲ့တန်ဆွမ်းလုံးနဲ့ခန္ဓာကိုယ်ကြီးမှာတပေါင်းကိုကင်ပေါက်ဖို့အတွက်ကိုမားလို့မနိုင်ဘူးဖြစ်နေရတယ်ခင်ဗျားတော့ရွေးချယ်မှုမှားသွားပြီဗျာတပေါင်းကပြောလိုက်တယ်အဲ့ဒီနောက်မှာတော့ချုံနှောင်ထားတဲ့မိုက်ကြီးရဲ့လက်ကနေအသာအရာပဲရှုံးထွက်ပြီးတော့ပြန်လဲချုပ်ကင်လို့မြေပြင်စီကိုကင်ပေါက်လို့ချလိုက်တယ်မိုက်ကြီးဘာမှမတတ်နိုင်တောင်းအေးတို့နီးတူပဲမြေပြင်ကိုအကြနာစွာကြားရောက်လို့သွားရပါတော့တယ်မိုက်ကြီးပြန်ထားဖို့စူးစမ်းလိုက်ပါတယ်ခါးစီကပြက်ခနဲ့ဖြစ်သွားပြီးတော့နာကျင်လုံးစွာနဲ့ပြန်ထားလို့မကြတော့ပါတစ်ဖက်ကမိုက်ကြီးရဲ့လူတွေကအဲ့ဒီအဖြစ်အပျက်ကိုပါဇက်အဟောင်းသားနဲ့ကြည့်လို့နေကြပါတယ်ဟဲ့ကောင်လေးဘာလုပ်နေရလဲချကြလေကွာမိုက်ကြီးကတလောက်တောင်ဖြစ်နေတာတော့မန်ကတော့မလျှော့ပါသူ့လူတွေကိုတပေါင်းစီပြေးဝင်လို့တိုက်ခိုက်ခိုင်းမာတော့တယ်မိုက်ကြီးရဲ့လူတွေကတော့မျက်စိရှိမှပြင်ထားတဲ့ပြင်ခွင်းကြောင့်ပဲတပေါင်းစီကိုဘသူကမှခွင်ရောက်ပြီးတော့မတိုက်ခိုက်ရဲကြပါဟဲ့လူတွေလာလေဗျာဘာလဲခင်ဗျားတို့ကမလာဘူးလားဟုတ်ပြီလေဒါဖြင့်တော့ကြောက်လာမယ်တပေါင်းမှသူ့စီကိုဝင်းမလာပဲတုံတုံရီရီရက်နေကြတဲ့မိုက်ကြီးရဲ့လူတွေကိုပြောလိုက်ခြင်းဖြစ်ပါတယ်တယောက်မှဝင်းမလာရဲကြဘူးတပေါင်းကလည်းခြေလန်းကိုအရှိစီလှမ်းပြီးတော့တက်လိုက်တယ်မိုက်ကြီးရဲ့လူတွေကအထောက်ကိုစုပ်ပါတယ်တပေါင်းကရှေ့ဆက်တို့တော့အထောက်ကိုထပ်ပြီးတော့စုပ်ကြပြန်တယ်ထွေးစိတ်ပြက်စရာပါပဲကွာ
တပေါင်းကစိတ်ပြက်လက်ပြန်နဲ့ရေလျှော့လိုက်ပါတယ်အဲ့ဒီအခိုင်ပါအနောက်စီကနေအားတင်းပြီးတော့ကုန်းထားလာတဲ့မိုက်ကြီးကတောင်းအေးလက်ထဲကကျနေတဲ့ဒုတ်ကိုကောက်ခါယူလိုက်ပြီးတော့အထောက်ကနေတပေါင်းကိုအားကုန်သုံးလို့ဝင်ပြီးတော့ရိုက်ပါတယ်ဖြောင်းဆိုတဲ့အတန်ထွက်ပေါ်လာပြီးတော့ဒုတ်ကထပ်ပိုင်းကျိုးလို့သွားခဲ့တယ်တပေါင်းကမိုက်ကြီးကိုလှည့်ပြီးတော့ကြည့်လိုက်တော့မိုက်ကြီးလည်းမယုံကြည်နိုင်တော့တဲ့ပြောင်းဝန်းတွေနဲ့အလန့်တကြားဖြစ်ပြီးတော့အထောက်ကိုစုပ်ပါတော့တယ်ခွေးမသားကြီးခမ ्या ကိုခွင့်မလွန်နိုင်တော့ဘူးတပေါင်းကကျုံသွားလိုက်ပါတယ်ပြီးတော့လျှက်ပြတ်တယ်လို့ပဲမိုက်ကြီးရှိဟာစီကိုခုံးဝင်သွားခဲ့ပြီးတော့မျက်နာကိုလက်သီးနဲ့အဆက်မပြတ်ထိုးပါတော့တယ်တပေါင်းရဲ့ထိုးနှက်ချက်တွေအချားမှာမိုက်ကြီးတယောက်ဘလို့မှမတုံ့ပြန်နိုင်ခဲ့ပါသူ့ဘက်ကလူတွေကလည်းပြင်းကရိုးတော့တောင်မှကျိုးပြီးတော့လူကဘာမှဖြစ်တဲ့တပေါင်းကိုကြောက်လန့်ကုန်းကြပြီးမှလို့ဘသူကမှဝင်ပြီးတော့မလာရဲဘူးမိုက်ကြီးရဲ့မျက်နာကတော့သွေးချင်းချင်းหนีလို့နေပါပြီနောက်ဆုံးမှတော့ဦးမြရေးခမမိုက်ကြီးကိုကြည့်ပြီးတော့မဒေတာတော့ပါဘူးအချိန်တုန်းကမိုက်ကြီးကသူတာဝန်ယူထားတဲ့ကတိုးစိတ်တကြီးနေရာကိုမိုက်ကြီးခွဲလူယူသွားခဲ့တာအတွက်သူ့စိတ်ထဲအဆိုင်အကဲရှိတာမှန်ပေမဲ့လေလက်ရှိအခြေအနေကိုပြင်ပြန်တော့လေလူကြီးပြပြမနေတာနိုင်တော့ပါဟာတပေါင်းတော်လိုက်ပါတော့ကွာဦးမြရေးမှာတပေါင်းကိုခွင်ရောက်ပြီးတော့တားမြစ်လိုက်ပါတယ်ဦးမြရေးရဲ့အတန်ကိုကြားပြီးတော့တပေါင်းကလည်းဘိုက်ကြီးစီကိုပြစ်ထုံနေတဲ့လက်သီးတို့ကိုရက်တန်လိုက်ပါတယ်ဒါတော့ဆိုရင်သူတို့လည်းမှတ်လောက်ပါပြီကွာဦးမြရေးကထပ်ပြီးတော့ပြောပါတယ်တပေါင်းကလည်းဦးမြရေးကိုခင်ပင်မိတဲ့အတွက်စကားအတိုင်းလိုက်နာပြီးတော့လက်ထဲကဘိုက်ကြီးကိုလွှတ်ချလိုက်ပါတယ်တပေါင်းလက်ကလွှတ်တာနဲ့မိုက်ကြီးမှလည်းမမတ်တောင်မှမချက်နိုင်တော့ပဲပြော့ခွေပြီးတော့မြေစီကိုပိုင်းခနဲ့အချုပ်ကျိုးပြတ်ပဲလဲချလို့သွားခဲ့ရတော့တယ်မိုက်ကြီးတို့လူစုမှာတပေါင်းကိုအတော့ကိုမှကြောက်လန့်ကုန်ကြတယ်အခုံလုံးကတပေါင်းစီမှာအညံ့ခန်းကြတယ်လက်ရှိမှာတော့တပေါင်းကဘိုက်ကြီးရဲ့တပည့်တပန်းတွေကိုအထားမှာထားပြီးတော့ဦးမြရေးပြောပြနေတဲ့မြင့်မိတ်စာအကြောင်းကိုဓာတ်ထောင်နေပါတော့တယ်မြင့်မိတ်စာကဒီအချက်မှာရှိနေတာအတော်ကြပြီမောင်နှပေါင်းရဲ့သူကလားပြည့်ရက်ကနေလားစုံ2ရက်အကြာအထိမြစ်ထဲမှာစုံစံပြီးတော့သွာလာနေတတ်တယ်ဦးလေးမြရေးပြောတာကိုတော့နားလည်ပါပြီဒါပေမဲ့ကျုံဓားမလဲမိသေးတာကသူကမကောင်းဆိုးရလားဒါမှမဟုတ်တတဝါတကောင်လားဦးမြရေးမှာတပ်ပြင်းကိုချလိုက်ပါတော့တယ်အမှန်ပြောရရင်တော့အဲ့ဒါကပဲပြောရခက်နေတာဘာကြောင့်ဆိုတော့သူကအဲ့ဒီရက်ဒီမှာပြစ်ထဲမှာရှိတဲ့တက်ရှိမှန်သမျှကိုအကောင်အထည်မမြင်ရပဲရေအောက်ကိုဆွဲပြီးတော့ခြာသွားတတ်တာပဲဒါကြောင့်မလို့လေအခုအထီကိုသူကတတဝါလားမကောင်းဆိုးရလားဘာမှမသိမိတာတပေါင်းကစဉ်းစားလို့နေလိုက်တယ်သူ့အနေနဲ့စိတ်ဓာတ်ကိုပေါင်းလောင်းအရှင်ပါစီလွတ်ထားတယ်တကယ်လို့စိတ်ဓာတ်သာပြန်လာရင်တော့အချောင်းတရားအလုံးစုံကိုသိရနိုင်ပါလိမ့်မယ်ဒီအချက်ကအချက်ခေါ်တော့ရေထားရဖြစ်နေတော့အားလုံးကတတိထားကြရတယ်ဒီရက်မှာဘယ်ကတိုးကမှပြင်မကူးကြဘူးဦးလေးတောင်မှမနတ်တုံးကဦးမြရေးရဲ့စကားမှာဒီမာတင်ရက်တန်လို့သွားပါတယ်ဒီစကားနောက်ကအချောင်းအရာကဘိုက်ကြီးတို့လူစုကမနတ်တုံးကသူ့ကိုအတင်းအချက်စေခိုင်းမှုသာဖြစ်ပါတော့တယ်အထာကိုပြောပြမိပါကတပေါင်းနေနဲ့ဘိုက်ကြီးတို့အပေါ်ထမှန်ပြီးတော့ရှိုင်းနေမှာကိုဦးမြရေးအနေနဲ့စိုးရိမ်လို့နေမိရတယ်ဦးလေးအဲ့ဒီကိစ္စအတွက်ကျုပ်အခုပဲစီစဉ်ပေးမယ်တပေါင်းရဲ့အပြောကိုဦးမြအေးကတော့နားမလဲသလိုဖြစ်သွားရှာပါတယ်ဟင်ဘာလို့ပြောတာလဲမောင်တပေါင်းဒီနေ့ကစပြီးတော့ဦးကြီးကဒီကရိုးစိတ်ရဲ့တကြီးတောင်ကိုပြန်ယူပါမိုက်ကြီးကိုချုပ်အခုပဲကတိုးတကြီးရာတို့ကနေဖြုတ်လိုက်ပြီတပေါင်းရဲ့စကားကြောင့်တန်ရာလေးနဲ့လဲနေတဲ့မိုက်ကြီးတယောက်မှခင်းခနဲ့ဖြစ်သွားရှာပါတော့တယ်ဟဲ့လူမကြီးခမကျုပ်ပြောတာကိုသဘောပေါက်လားဟုတ်သဘောပေါက်ပါတယ်တကယ်လို့ကျုပ်ပြန်သွားတဲ့အချိန်မှာခမည်းတော်ဦးလေးမြရေးကိုတစ်ခုခုလှုပ်လို့ကတော့ကျုပ်အချောင်းပြန်လာပြီးတော့ပြရတာပေါ့တပေါင်းရဲ့အချိန်ဝါမှုကြောင့်ပဲမိုက်ကြီးတို့အားလုံးနှုတ်ဆက်ပြီးတော့ချိန်သက်ကုန်ကြတယ်သူတို့အနေနဲ့တပေါင်းရဲ့စကားကိုမလွန်ဆန်ရဲကြပါတပေါင်းပြန်သွားခဲ့ရင်လေသူတို့အနေနဲ့ဦးမြရေးကိုအချင်းလို့ရံပြူရဲမှာမဟုတ်တော့ပါတပေါင်းကတော့စိတ်ဓာတ်ပြန်ပြီးတော့ရောက်လာတဲ့အထီကိုစောင်းရမှာကြောင့်မလို့လိုအပ်ပါကညအိပ်ဖို့အတွက်ကိုပါဆုံးဖြတ်လို့ထားလိုက်ပါတယ်ကျုပ်ဒီမှာညအိပ်မယ်တပေါင်းကပြောလိုက်ခြင်းဖြစ်ပါတယ်ငဆောင်းတို့လည်းပြပြတယ်လေဖြက်ကုန်ချပါတော့တယ်ဟာအိပ်ပါဗျာအိပ်ဗျာကျုပ်တို့အားလုံးအစင်ပြေအောင်လို့စီစဉ်ပေးပါမယ်တပေါင်းကဘာမှမပြောတော့ပါ
ထိုင်းနေတဲ့နေရာမှာပဲလှဲပြီးတော့အိတ်လိုက်ပါတော့တယ်အဲ့ဒီခါမှာတော့တပေါင်းတယောက်မှာထင်မှတ်လို့မထားပါဘဲနဲ့မေးခနဲ့အိတ်ပျော်လို့သွားရတယ်တပေါင်းနားထဲမှာစိတ်ဓာတ်ရဲ့အတန်ကိုကြားမိရတဲ့အတွက်တပေါင်းကပြက်ဝန်းတွေကိုဖွင့်ပြီးတော့ကြည့်လိုက်တယ်ကောင်းကင်ကြီးတစ်ခွင်ကမှိုင်းနေပြီးတော့သူ့ရှေ့မှာလှိုင်းတပိုးထန်နေတဲ့မြည်ရည်ပြင်ကြီးကရှိနေပါတယ်စိတ်ဓာတ်မင်းဘက်မှာလေတပေါင်းကအတန်ပေးလိုက်တယ်တပေါင်းမြစ်ထဲကိုခုန်ချခဲ့လိုက်ငါအောက်မှာစောင့်နေတယ်စိတ်ဓာတ်ရဲ့အတန်ကထပ်မှန်ပြီးတော့ထွက်ပေါ်လို့လာပါတော့တယ်တပေါင်းကလည်းတုံဆိုင်လို့မနေဘူးလှိုင်းတပိုးထန်နေတဲ့မြစ်ထဲကိုခုန်ချလိုက်ပါတယ်မြစ်ရည်ကအပေါ်မှာသာလှိုင်းတပိုးထန်နေပြီမဲ့အောက်ချမ်းပြင်စီမှာတော့ပကတိတင်းငိမ့်စွာနဲ့ရှိနေခဲ့တယ်ပြင်ပမှာအရာရာကမှိုင်းရီမှုန်ပြနေပြီမဲ့ရေအောက်မှာတော့အလင်းအောင်တချို့ရှိနေခဲ့ပြီးပြင်ကွင်းတွေကိုလင်းချင်းစွာနဲ့မြင်နေရပါတယ်တပေါင်းအနေနဲ့လည်းအသက်ရှူရပြန်ရအခက်အခဲရှိမနေပါစိတ်ဓာတ်ငါကြောက်ပြီတပေါင်းကအတန်ထပ်ပြီးတော့ပြေးလိုက်တော့အထောက်ဘက်စီကနေရေတိုးလုတ်တန်တို့ကိုကြားပြီးမိစ္ဆာတယောက်တပေါင်းရှိရာစီကိုကူးခန့်ရင်းနဲ့ရောက်ရှိလို့လာတော့တယ်စိတ်ဓာတ်မင်းကဘလို့ဖြစ်ပြီးတော့ရေအောက်ထဲကိုရှောင်းနေရတာလေတပေါင်းကစိတ်ဓာတ်အနာကိုရှောက်လာချိန်မှာမင်းပြလိုက်ခြင်းဖြစ်ပါတယ်မြင်းမိစ္ဆာကိုစောင့်ပန်ဖို့အချိန်မမီမှာဆိုလို့ရေအောက်ထဲကိုကြိုဝင်နေခဲ့တာတပေါင်းဒါနဲ့မင်းအသက်ရှူပါပြူရတာကောအဆင်ပြေရလားပြည်တယ်စိတ်ဓာတ်အင်းဘောဘယ်တော့စီဟာဗီဇသွေးတွေမင်းစီမှာရှိနေတာပဲစိတ်ဓာတ်ကပြောမှာပဲတပေါင်းကလည်းရေအောက်ထဲမှာသူ့အသက်ရှူပါပြူဟာအဆင်ပြေနေတာကိုသဘောပေါက်လို့ရပါတယ်ဒါနဲ့စိတ်ဓာတ်ငါအခုနကဗိုက်ကြီးတို့ကတို့တင်မှာအိတ်နေခဲ့တာမဟုတ်ဘူးလားဟုတ်တယ်တပေါင်းငါကြောင့်မလို့တန်လွင့်ပြီးတော့ဘင်းတီကိုရှောက်လာရတာတပေါင်းအနေနဲ့ထွေးထူးပြီးတော့အန်အောလို့မနေတော့ပါသူ့အနေနဲ့နန်လွင့်ပြီးကြောက်စိမ့်တန်းတော်စီကိုမကြခဏပြန်ဖြစ်နေရတယ်မဟုတ်ပါလားစိတ်ဓာတ်မှာပတ်ဝန်းကျင်ကိုတစ်ချက်အခဲခတ်ပြီးတော့ကြည့်လိုက်တယ်တပေါင်းစကားမပြောနဲ့ကွာဟုံမိစ္ဆာကြီးလားနေပြီစိတ်ဓာတ်ရဲ့စကားကြောင့်ပဲတပေါင်းကလည်းပတ်ဝန်းကျင်ကိုလေးလာပြီးတော့အခဲခတ်လိုက်တယ်သူတို့ရက်နေတဲ့နေရာရဲ့တစ်ဖက်ချမ်းမြစ်ရဲ့အထက်ဘက်စီမှာရေလိုင်းတို့တိတိတသာတိုးလှုပ်သွားတာကိုတတိထားလိုက်မိရတယ်ဘလို့မိစ္ဆာတဲ့စိတ်ဓာတ်နက်ခတ်မိထားတဲ့ကြောက်မိချောင်းတစ်ကောင်ပဲသူ့ကြောင့်မလို့လူပေါင်းများစွာအသက်ဆုံးရှုံးပြီးတပေါင်းစိတ်ဓာတ်ကပြန်ပြေပြီးမှရေလိုင်းတို့ရဲ့တိုးလုံးမှုကတိတိတသာရှိလာခဲ့တာကြောင့်တပေါင်းမှလည်းစကားတုံ့ပြန်မပြောပြတော့ပါနှစ်ယောက်သားမှငိမ့်တက်ရင်နဲ့ကြည်နေမိကြတော့မြစ်ပြင်ရဲ့အထက်ဘက်စီကနေရေအောက်အတိုင်းဘဲနံနေတဲ့အရာတစ်ခုကဆင်းသက်လို့လာပါတယ်အသေးအချာကြီးပြီးတော့မိချောင်းကြီးတစ်ကောင်ပဲဖြစ်ပါတယ်အကောင်အထက်ကအတောင်20ကျော်လောက်ရှိနိုင်ပြီးတော့အလွန်တရာကြီးမှလွန်လာတယ်မိချောင်းကြီးကရေအလျင်တိုင်းပဲမျောချရင်နဲ့အပေါ်ဘက်ကသားကောင်ကိုကြီးရှူရှာဖွေလို့နေပါတော့တယ်တပေါင်းကာယကိုပါခေါ်ထုတ်မှရမယ်ငါခေါ်ထုတ်လိုက်မယ်စိတ်ဓာတ်ဒါနဲ့ငါတို့သူ့ကိုဘလို့နီးနဲ့တုတ်တင်ချမှာလဲသူ့ရဲ့ခန္ဓာကိုယ်မှာအဒီအောင်အပြုတ်တွေတကူရှိတယ်မျက်ရှင်တကူပဲခန္ဓာကိုယ်မှာနေရာပြောင်းပြီးတော့ရှိနေတတ်တယ်အဲ့ဒါကိုငါတို့ထုတ်ယူနိုင်ရင်ရပြီပဲဟုတ်ပြီစိတ်ဓာတ်ငါတို့ရအောင်လို့လုပ်ကြတာပေါ့တပေါင်းကလည်းကာယကိုခေါ်လို့ထုတ်လိုက်တယ်ကာယထွက်လာတဲ့အချိန်မှာတော့အစိမ်းရောင်အလင်းတွေကပဝန်းကျင်ကိုတက်ခဏတောက်ပလို့သွားရပါတယ်အဲ့ဒါကိုရေးရဲ့အထက်ပိုင်းကနေမျောချလာခဲ့တဲ့မိချောင်းကြီးကပြင်ပြီးတော့သူ့အတွက်အစားလို့အထင်ရှိလို့သွားရတယ်ချက်ချင်းကိုပဲလှင်မြန်လုံးနဲ့အချိန်တည်းပြေးဝင်လာပြီးတော့ကာယကိုထိုးပြီးတော့ဟပ်ပါတယ်ကာယမင်းသူ့ကိုထိန်းထားတပေါင်းကကာယကိုအမိန်ပေးပြီးတဲ့နောက်နေရာကနေရှောင်ပြီးတော့ထွက်လိုက်တယ်စိတ်ဓာတ်ကတစ်ဖက်ချမ်းကိုခွဲပြီးတော့ထွက်လို့သွားပါတယ်ကာယကတော့သူ့ကိုထိုးဟလာတဲ့ကြောက်မိချောင်းကြီးရဲ့ကတွင်းကိုမရှောင်တိန်ပါလက်နှစ်ဖက်နဲ့စီးကြိုလို့ဖမ်းလိုက်ပါတယ်ကာယနဲ့မိချောင်းကြီးလုံးထွေးလို့သွားကြပါပြီကာယကမိချောင်းကြီးကပါခွန်အားကြီးမှလုံးတော့သူတို့နှစ်ယောက်ရဲ့လုံးထွေးတပ်ပုတ်ခြင်းကရေပြင်းအပေါ်ဘက်ကိုပါတက်ရောက်မှုရှိပြီးတော့ရေပွက်ကြီးတွေပွက်ထွားလို့လာပါတော့တယ်ငကိုကလေးကလှိုင်းထန်နေတဲ့မြစ်ပြင်ကြီးကအခုတော့ပိုးလို့ကြမ်းတမ်းခတ်ထန်လို့လာပြီပေါ့စိတ်ဓာတ်မင်းအမျိုးတွေကိုတွေးအောင်ရှာတပေါင်းကစိတ်ဓာတ်ကိုလှမ်းပြီးတော့ခေ့အော်လိုက်ပါတယ်သူကိုယ်တိုင်ကလည်းပဲကာယနဲ့လုံးထွေးနေတဲ့မိချောင်းကြီးစီကအဒီအောင်အမျိုးတွေကိုရှာဖွေလေတယ်အမိပြားစီမှာအဒီအောင်လက်ခနဲ့ဖြစ်သွားတာကို
တပေါင်းကမြင်လိုက်ရှာပါတယ်စိတ်ဓာငါတွေ့ပြီအမိပြားမှာအဲ့ဒါအမိပြားမှာတပေါင်းကဟစ်အော်ပြီးတဲ့နောက်လှုပ်ရှားပြီးတော့ရှမ်းခါနေတဲ့မိချောင်းကြီးရဲ့အမိကိုချင်းကပ်သွားပါတယ်စိတ်ဓာမှလည်းတပေါင်းလေးတူချင်းကပ်လို့သွားလေတယ်အဲ့ဒီခိုင်ပါမိချောင်းကြီးကအမိကိုရမ်းခါတဲ့အခါမှာတော့တပေါင်းတို့လည်းရှောင်ကြရှာပါတယ်ပြီးတော့နှစ်ယောက်သာအမိကြီးစီကိုဖမ်းပန်ပြီးတော့ကတ်သွားချလေတယ်တပေါင်းကအမိအနာကိုရောက်သွားခဲ့ပြီးတော့ဖတ်တွေလိုက်ပါတယ်အဲ့ဒီအချိန်မှာမိချောင်းကြီးကအမိရိုက်ပြန်တော့မြဲမြံအောင်မဖတ်တွေထားသည်တဲ့တပေါင်းကလည်းအကြိုက်ခံရပြီးတော့လွင့်စင်လိုထွက်သွားရှာတော့တယ်တပေါင်းကြောက်တုံးတကူးနဲ့ထိတွေ့ပြီးတပေါင်းကရက်တန်သွားတဲ့အချိန်မှာစိတ်ဓာတ်ကတပေါင်းအနောက်ကိုလိုက်လာခဲ့ပြီးတော့တွဲပြီးတော့ထုပါတော့တယ်စိတ်ဓာတ်ငါတို့ဒီအတိုင်းလုံနေလို့မကြတော့ဘူးကာကြနဲ့အတူငါဘာဒီကောင်ဝင်ပြီးတော့လုံးမယ်ကွာမင်းကအမျိုးတွေကိုရအောင်ယူတပေါင်းကစိတ်ဓာတ်ကိုပြောပြတာနဲ့နဘေးကကြောက်တုံးကြီးတတုံးကိုမှားလေပြီးတော့ကာကြနဲ့လုံးထွေနေတဲ့မိချောင်းကြီးစီကိုခုန်ပြီးတော့ကွင်းသွားတယ်အဖော်ဘက်ကနေကြောက်တုံးကြီးနဲ့မိချောင်းကြီးရဲ့ခေါင်းကိုထုကြတယ်အားပါပြင်းထန်လို့တော့ကြောက်တုံးကြီးလည်းကွဲကြေသွားသလိုကာရနဲ့လုံးထွေနေတဲ့မိချောင်းကြီးကလည်းတပွဲတပြားစီဖြစ်သွားရှားပါတော့တယ်ကာရအနောက်ကနေဖိလိုက်တပေါင်းကခဲအော်လိုက်ပါတယ်ကာရနဲ့အတူသူ့ကိုယ်တိုင်လည်းမိချောင်းကြီးစီကိုပြေးဝင်လုံးထွေဖို့ကြိုးစားပါတယ်မိချောင်းကြီးကလည်းမခေပါကာရနဲ့တပေါင်းနဲ့တပေါင်းရှိရာစီကိုပြေးဝင်လာပြီးတော့တိုက်ခိုက်ပါတော့တယ်ကာရကတပေါင်းကိုအထိမခံပါအရှိကနေတိုးဝင်လာပြီးတော့လုံးထွေးလိုက်ပါတော့တယ်တပေါင်းကလည်းကာရနဲ့အတူမိချောင်းကြီးကိုဝင်ရောက်ပြီးတော့တိုက်ခိုက်တယ်တပေါင်းနဲ့ကာရတို့အတွဲညီညီတိုက်ခိုက်မှုကြောင့်မိချောင်းကြီးဘက်ကအရေးနှိမ့်စာပြုတ်လာတယ်တစ်ချိန်မှာတော့တပေါင်းကမိချောင်းကြီးရဲ့မေးပြားကိုလက်သီးနဲ့တွင့်ပြီးတော့ထိုးလိုက်ပါတယ်လက်သီးချက်ကအားပါလွန်တော့မိချောင်းကြီးလမ်းကျသွားတဲ့အချိန်မှာစိတ်ဓာတ်ပါမိချောင်းကြီးရဲ့အမိကိုအမေးအရာစုပ်ကန်ပြီးတော့ဆွဲရံပြီးတော့မှွေယူလိုက်ပါတယ်မိချောင်းကြီးဘက်ကဘာမှမတုံ့ပြန်နိုင်တော့ပါကာယဖမ်းစမ်းသူတို့သုံးယောက်ထဲမှာကာယကအင်အားအကြီးမားဆုံးဖြစ်ပါတယ်ဒါကြောင့်မလို့စိတ်ဓာတ်မှာကာယစီကိုလက်လွဲလို့ပြစ်လိုက်တယ်ကာယကဘီယောင်ကြီးကိုလက်လွဲယူပြီးတော့စိတ်ဓာတ်ထပ်ပိုးလို့မှွေရန်ကမြစ်ပြင်ကျန်းစီမှာအချင်းချင်းကင်ပေါက်ပါတော့တယ်ကာယရဲ့ကင်ပေါက်မှုကြောင့်ပဲဘီယောင်ကြီးဘက်ကဘာမှမတုံ့ပြန်နိုင်တော့ပါကာယကလည်းအမီးစီကအမြုပ်တွေကိုဆွဲထုတ်ပြီးတော့ယူလိုက်တယ်အဲ့ဒီခံပါတော့မိချောင်းကြီးကကြောက်ရွံ့ကြီးအလားတုတ်တုတ်တောင်ပါမလုံနိုင်တော့ပဲရှိနေပါတော့တယ်တပေါင်းကအနာကိုရှောက်ချီလာခဲ့ပြီးကာယစီကအမြုပ်တွေကိုလက်လွဲလို့ရှားချူလိုက်တော့တယ်တပေါင်းတယောက်အိယာကနေနိုးလာတယ်အဓားစီမှာတန်ရာတွေနဲ့အိပ်ပြောနေတဲ့ဘိုက်ကြီးနဲ့ငဆောင်းတို့ကလွဲပြီးတော့ဘသူကားပါရှိမနေပါကျန်တဲ့သူတွေဘယ်ကိုသွားကုန်ကြလဲမြေကမ်းကိုသွားကြတယ်ဆရာလေးမြေထဲမှာရေပွက်ကြီးထားပြီးတော့အစိမ်းအောင်အလင်းတွေတောက်နေလို့သွားပြီးတော့ကြည့်နေကြတယ်တပေါင်းကဓားလေလိုက်ပါတယ်အကွန်တက်ကသူတို့ရဲ့ရေအောက်တိုက်ပွဲကြောင့်ပြည့်ရပြင်အပေါ်ဘက်စီမှာရေပွက်ကြီးတွေထားနေတာဖြစ်ပါတယ်အထောက်အပေါ်ဘက်ကလူတို့ကဘာဖြစ်မှန်းမသိပါစူးစမ်းပြီးတော့သွားကြည့်နေကြတာဖြစ်လိမ့်မယ်ကျုပ်ဗိုက်စားလိုက်တာဗျာဟာဆရာလေးအစင်းသင့်ပါပဲဗျာကျုပ်ကခုခတ်လို့ပေးပါမယ်ငဆောင်းကတပေါင်းညာအိတ်မယ်ဆိုတဲ့အတွက်ညစာအဖြစ်သူတို့ချက်ပြုတ်ပြင်ဆင်ထားတဲ့ထမင်းဟင်းတွေကိုတွားရောက်ပြီးတော့ခုပေးပါတယ်ခဏကြတော့အမဲသားဟင်းအပြင်အခြားသောပွဲရရခင်းတို့ပါဝင်တဲ့ထမင်းပွဲကတပေါင်းအရှိကိုရောက်ရှိလို့လာတော့တယ်တင်းပြန်းတဲ့ဟင်းနှန်းတို့ကိုရှာပြီးရနောက်မှာတော့တပေါင်းကလည်းဗိုက်စာလွန်လာပြီးမလို့လက်ကိုတောင်မှမစိနိုင်တော့ဘူးအင်ကြီးနဲ့သာလက်ကိုတုပ်ပြီးတော့ထမင်းဟင်းများကိုမိန်ဆက်စွာနဲ့စားတောက်လိုက်ပါတော့တယ်စားတဲ့စနစ်ကတော့ဒီနေရာမှာတင်ပြီးဆုံးလို့တော့ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ထပ်အောင်ပဲဖြစ်ပါတယ်ခင်ဗျာ